ခုတော့သူ့အပေါင်းဟာပဲလို့လုတ်ပြီးတော့ဒီတန်ရောစင်ကြီးပြတ်နိုင်မှာမတော့ဟာပါလေစောင့်တည်တဲ့လူလေလေမင်းယောက်ျားမဟုတ်တာငါသိပြီမိမအဖြစ်ကိုလည်းငါသိပြီပြီးတော့မင်းနဲ့ငါနဲ့လည်းချစ်ကြိုးသွဲမိပြီငါပဲလို့လုတ်ပြီးတော့ခွဲရပါမလဲကွယ်ကရင်စမလေးပြောပါပေါ့ကွာပြောပြီးတော့ဟေးအဲ့ဒီအချိန်ကစပြီးမိမရဲ့အပေါ်တန်ရောစင်ဘလောက်ကြီးတယ်လဲလို့ဆိုတော့ဟေးအာနိခိကနာအာနိခိကန္ဒမင်းဒီယောက်ျားရဲ့အပေါ်မှာနို့ချိုတိုက်ကျွေးတာတောင်မိမအသွင်မြင်ကက်ကက်လန်အောင်ငိုလို့ယောက်ျားလိုဝစ်ပြီးတော့မိပရခေါင်ငါမေတော်ဒီနို့ချိုတိုက်ကျွေးကြရ